တိရစ္ဆာန်တွေအများကြီးတွေမှာပူကိုဘာလို့စိတ်ဝင်စားလဲဆိုတော့အဖော်မုံကောင်းတယောက်လိုဖြစ်နေတာပေါ့ဘယ်လိုလဲဆိုတော့ကျွေးစေးအနေနဲ့ကလည်းပွင့်လင်းပြောလို့ရှိရင်တခြားတိရစ္ဆာန်တွေတက်တာတယ်အနေပြုမဲ့တိရစ္ဆာန်လည်းမဟုတ်ဘူးရန်ပြူတာတွေပါကြိုက်တာတွေပါလည်းလုံးဝမကြိုက်တာအဲ့လိုမကြိုက်ဘူးကျွန်တော်စီမှာတော့အကြိုက်ကိုမခံရသေးဘူးစိတ်ကူကတော့အပြည့်ရှိတယ်ကျွန်တော်ရှမ်းကြဲဝဲဒါလေးနဲ့ကျွန်တော်စိတ်တိုင်းညာအဲ့လိုဖန်တီးပြီးတော့ဗောနော်အေးချင်းချင်းလေးဖြတ်တန်းကျင်တယ်ဟုတ်ကျွန်တော်နာမည်တော့ထောက်ကြံနေမြင်ပါတော့ Facebook တော့ဝင်နေပဲပေါ့ line ပေါ်မှာစပြီးတော့ဟိုသူများတွေမွေးတာတွေးရင်လည်းကျွန်တော်လည်းပဲချစ်တဲ့စိတ်တွေဝင်ပြီးမွေးပြတာဘယ်နှစ်ခုနှစ်လောက်ကစခဲ့ဟို3နှစ်လောက်ရှိပြီပေါ့မွေးတာကျွန်တော်ကတော့ကလေးစံချစ်တတ်တာဆိုတော့လောင်ဝင်လေးကိုတော့ကိုတက်နိုင်တဲ့လောက်လေးတက်တက်ရက်ဆောက်တယ်အခုလက်ရှိကတော့ကိုကျွန်တော်စီမှာအကောင့်20လောက်ပဲဟုတ်ကလေးစံနေအများကြီးတွေမှာပူကိုဘာလို့စိတ်ဝင်စားလဲဆိုတော့အဖော်မုံကောင်းတယောက်လိုဖြစ်နေတာပေါ့ဘယ်လိုလဲဆိုတော့ကျွေးစေးအနေနဲ့ကလည်းပွင့်လင်းပြောလို့ရှိရင်တခြားတိရစ္ဆာန်တွေတက်တာတယ်အနေပြုမဲ့တိရစ္ဆာန်လည်းမဟုတ်ဘူးအဲ့ဒီအတွက်ချစ်တဲ့စိတ်ကလည်းဝင်တာနဲ့တွဲမိတာပေါ့ကွယ်ဒါကတော့သူတို့ရဲ့ပူအဖေကြီးပေါ့ကျွန်တော်အိမ်မှာကျွန်တော်ဒါဟိုပူမွေးတော့မယ်ဆိုပြီးတော့ဒီလိုပဲအလှပဲမွေးတော့မှာပေါ့နော်ပူလေးမွေးမယ်ဆိုတာနဲ့ဒီကောင်ကဝင်မွေးတဲ့ကောင်ကနေပြန်ပေါက်တဲ့သားအဲ့တော့မှသူကထူးထူးဆန်းဆန်းအဖြူပလိန်ထွန်းတာထွန်းတော့ကျွန်တော်အဲ့ဒီအကောင်ကိုလုံးဝသူ့ကိုဒီကောင်ကြီးကိုမယောင်းချစ်လို့အဲ့ပေါက်တော့လည်းတကောင်ပဲပေါက်တာတကောင်ပဲပေါက်တော့ဆိုကျွန်တော်ဒီကောင်ကြီးကိုချစ်တယ်ကျွန်တော်စီမှာမျိုးပြထားမယ်ဆိုပြီးကျန်တဲ့အမတွေနဲ့အဲ့လိုမျိုးအစင်ပြေတဲ့အမလေးတွေနဲ့ပေါ့နော်ပိတ်ဖောက်တာပေါ့ဖောက်ရင်းနဲ့အဲ့လိုအဖြူပလင်းလေးတွေတော့အများကြီးဖြစ်လာတယ်ဝါတောက်လျှောက်ပွားလာတယ်ဦးကတော့တကယ်တော့ကြွက်မျိုးနွယ်ဝင်နေလို့ပဲကျွန်တော်လည်းထင်တာပဲဒါပေမဲ့သူတို့နေထိုင်ပုံကရိုးရှင်းတယ်ကွာဘာမှအပြစ်ကင်းစင်နဲ့နေတာစားမယ်တောက်မယ်အိမ်မယ်သူတို့တဘာဝဒါပဲရှိတယ်အဲ့ဒီအတွက်သူတို့မှာဟိုအစာမရှိရင်စူးစူးညံညံတော့ရှိတယ်အဲ့ဒီအရာလေးတွေဒုက္ခခံနိုင်ရမယ်ပူးမွေးတယ်ဆိုတာပြီးလို့ရှိရင်24နာရီအစာကိုဟိုအဆက်မပြတ်သဘောမျိုးကျွေးနိုင်ရမယ်ပြီးလို့ရှိရင်ဒါမှသူတို့တွေကကြီးသေးဒုက္ခပေါ့ဒီသူတို့ရဲ့မစင်လေးတွေဒါလေးတွေအဲ့ဒါလေးတွေတန်ရှင်းရင်မြင်နေလုံနိုင်ရမယ်အဲ့ဒါဆိုလို့ရှိရင်တော့မွေးတဲ့သူတွေအတွက်အဆင်ပြေတယ်တော်တော်လေးတော့နေတဲ့အထဲမှာပါတယ်နော်နေတယ်ကိုနေတယ်ရန်ပြူတာတွေပါကြိုက်တာတွေပါလည်းလုံးဝမကြိုက်တာအဲ့လိုမကြိုက်ဘူးကျွန်တော်စီမှာတော့အကြိုက်ကိုမခံရသေးဘူးအခုသူတို့တားခွဲဖို့အတွက်ကအနည်းဆုံးကတော့ဟိုတစ်လခွဲလောက်တော့ကြာတယ်တားခွဲဖို့အတွက်တားခွဲပြီးလို့ရှိရင်နောက်ထပ်သူတို့ရောက်ဖို့2လခွဲလောက်ဆိုတာနဲ့သူတို့ကမိတ်လိုက်တယ်အဲ့လို2လခွဲဆိုတော့အကုန်လုံးမဆိုရင်တော့4-5လတော့ကြာတာပေါ့အရွယ်ရောက်တဲ့အချိန်ကနေပြီးတော့2လခွဲလောက်ဆိုရင်သူတို့မိတ်လိုက်ပြီဆိုလို့ရှိရင်ဟိုမရန်နေပါတယ်ဆိုရင်တော့ပြန်ပေါက်ဖို့တော့နည်းနည်းကြာတယ်3လခွဲအဲ့လိုမျိုး3လလောက်ထိကြာတယ်တချို့ကောင်တွေကဒါပေမဲ့ဟိုဒီပေါက်ပြီးသားအမတွေကြတော့2လခွဲဆိုတာနဲ့သူကတသားပြန်ပေါက်တယ်တနစ်ကိုဘယ်နှစ်သားလောက်ပေါက်တနစ်ကိုဘယ်နှစ်သားလဲဆိုတော့ခု2လခွဲကိုကပေါက်ပြီးသားအမကြီးတွေပဲပြောမယ်2လခွဲကိုတသားဆိုတော့တနစ်ဆိုအနည်းဆုံး5သား4သား5သားလောက်ကြာမှာပေါ့4သားလောက်တော့ပေါက်တယ်ဒါပေမဲ့တစ်ခါပေါက်မှသူက2ကောင်ပဲပေါက်တယ်တော်တော်ကန်ကောင်းမှ3ကောင်4ကောင်အဲ့လိုပါတာမပါဘူးသူတို့ရဲ့ပူးတွေထုံးစံကလေတသားပေါက်ရင်2ကောင်ပဲပေါက်တယ်တစ်ကောင်နဲ့ပေါက်တာရှိတာတစ်ကောင်နဲ့ပေါက်တာတော့မရန်တိုင်းလို့တစ်ကောင်နဲ့ပေါက်တာလည်းများတယ်တစ်ကောင်နဲ့ပေါက်တာလည်းရှိတယ်အားလုံးမှ2ကောင်2ပေါ့ကောင်3ကောင်4ကောင်ပေါ့3ကောင်4ကောင်ပေါ့ရာသီဥတုတန်ကတော့အပူချိန်အရန်ပြင်းတာကိုတော့စိုးရင်ရတယ်အပူချိန်အရန်ပြင်းပြီဆိုရင်တချို့ပူတွေကတေတတ်တယ်ဟိုနေရာထိုင်ခင်းပေါ်မူတည်ပြီးတော့ပေါ့နော်ဟိုဒီလိုကျွန်တော်ကတော့ဒီလိုမြေတစ်ပိုင်းတန်စကားတစ်ပိုင်းအဲ့လိုထားတာဆိုတော့သူကပူလို့ရှိရင်ဟိုအောက်ကိုပြေးတယ်အဲ့ဒီမြေကြီးထားတဲ့အပေါ်မှာသူတို့နေတယ်ပြီးရင်အစာထွက်စားတယ်ပြီးရင်သွားအိတ်တယ်ဟိုလိုဒီလိုမျိုးတွေဒါတော့ကျွန်တော်ကဟိုတက်သားအိမ်လေးတွေလည်းမရှိတော့ကျွန်တော်ဒီမှာခင်းကျင်ဒီပုံလေးတွေကိုကျွန်တော်ကသွားလေးနဲ့တခြားဖြတ်ပြီးအပေါက်လေးတွေဖောက်ပြီးအဲ့လိုလေးထည့်ပေးတာနေပူရင်သူတို့အဲ့အောက်ကလေးကိုဝင်တယ်အပေါ်မှာတော့ဒီလိုမိုးပေးတယ်တော့ကဲအောက်မှာဒီမှာဒီအပြားကြီးခံပေးထားလိုက်တာပူမှာဆိုလို့သူတို့အပူချိန်ထိမှာဆိုလို့ဟုတ်တေချာလေးတက်နိုင်တော့ပေါ့ကွယ်ပွင့်လင်းပြောရရင်ကွယ်ကျွန်တော်ကလုပ်ငန်းကြီးလုပ်တာလည်းမဟုတ်ဘူးကျွန်တော်ကအခုလက်ရှိမှာအလုံးမရှိတော့စိုင်းကယ်ရီဆွဲနေတာကယ်ရီဆွဲလို့ရတဲ့ပတ်စံလေးကိုကျွန်တော်စုတယ်အဲ့လိုစုလိုက်တော့5-6တောင်းလောက်ရတာတော့ဘာလို့ဆိုရင်ကျွန်တော်လိုချင်တဲ့ဈေးနှုန်းကိုပေါ့နော်မတက်နိုင်သေးဘူးဆိုကျွန်တော်ပတ်စံရအောင်ရှာတယ်ရှားပြီးဆိုမှပြေးလောက်ပြီးဆိုမှကျွန်တော်ကလိုတာလောက်ကလေးအရင်စဝယ်တယ်ပေါ့ဝယ်ပြီးသွားလို့ရှိရင်တဖြည်းဖြည်းနဲ့ကိုကြိုက်တဲ့ကာလာလေးတွေ
ကျွန်တော်တို့ကအဓိကပူးလောကမှာယူသွတ်တာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့အားလုံးလူကဝမ်းကာလာကိုအသေးကြိုက်တယ်ဟိုတယောင်နဲ့ပူးလေးတွေပေါ့အယောင်ဆက်ပါတာတို့ဘာလို့တယောင်နဲ့ပူးကတန်ဖိုးနည်းနည်းရှိတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်ကအဲ့ဒီတယောင်နဲ့ပူးကိုဟိုကြိုက်စည်းပေးဝယ်ခဲ့ရတာတွေရှိတယ်ကျွန်တော်ရှိရလဲဒီလိုပဲပြန်မျှတဲ့သူတွေကကြိုက်စည်းပေးပြီးတော့ပြန်ပြီးတော့မျှတဲ့သူတွေလည်းအများကြီးပဲအဲ့ဒီတော့ပတ်စံတဖြည်းဖြည်းနဲ့ပေါ့နော်အဲ့လိုစူးရင်းနဲ့ပဲအကောင်လေးတွေကကိုယ်စီမှာလည်းပေါက်လာတာလေးတွေလည်းရှိတယ်အဲ့တော့မွေးလို့နိုင်လာတယ်ပေါ့ဟိုနည်းနည်းတော်တော်များဖြစ်လာပြီဆိုမှရန်ကုန်မြို့မှာကနေရတာနေရာလည်းကျင်းတယ်ကိုတို့မြင်တဲ့အတိုင်းပဲအဲ့ဒီနေရာကျင်းတဲ့နဲ့ပတ်သက်ပြီးတော့အများကြီးမွေးဖို့ဆိုတာမဖြစ်နိုင်ဘူးမဖြစ်နိုင်တော့ကိုလည်းငွေခက်ခဲလေးလည်းရှိတယ်သုံးဖို့လေးလည်းအဆင်မပြေတော့ဘာညာဆိုလို့ရှိရင်အဲ့ဒါကြမှာတက်လဲကျွန်တော်ကပြန်ထုတ်ပြီးတော့ဟိုချစ်တဲ့သူတွေပြန်မျှပြီးတော့ပေါ့ကိုယ်အဲ့လိုလေးမျှပြီးတော့ပြန်ပြီးတော့သုံးပြတ်တယ်ပေါ့အဲ့လောက်ပါပဲတော်တော်များများတော့မင်းကြွက်တွေပွေးတာအလုပ်တွေမရှုပ်ဘူးလားတဲ့အဲ့လိုတော့လာပြောတယ်တနေ့မျက်တွေသွားရိတ်လိုက်တယ်အားတဲ့အစာတွေဝယ်လိုက်နေတဲ့ဘာတွေလုံးမသိတယ်ဟောဒါကတော့သူတို့ခံစားချက်ဆိုပြောချင်ရပြောကျွန်တော်လည်းသိပြီးတော့ဟောမရဘူးကျွန်တော်ကကိုချစ်လို့မွေးတာဖြစ်တဲ့အတွက်တနေ့ရဲ့ဒုက္ခကတော့နေ့တိုင်းခံရတဲ့ဒုက္ခကတော့နေ့တိုင်းခံနိုင်မှလည်းဒါတွေကမွေးလို့အဆင်ပြေမှာဟိုသူတို့ရဲ့ချီးသေးတွေရှိမယ်ဒီကျွေးသေးမွေးသေးဆိုတာတော့ကျွန်တော်ပြောခေါင်းကပြောနေကတနေ့ကိုအနည်းဆုံးကျွန်တော်အကောင့်20တောင်2000မိုး3000မိုးလောက်ကုန်တယ်ကွာဟိုကောတကားသီးရှိကောတကားသီးပြောင်းမှုရှိပြောင်းမှုတစ်ခုလည်း900ရှိတယ်အဲ9ဘူးလောက်ကုန်တယ်သူတို့ထဲလဲလို့ရှိရင်အမှန်2500လောက်ဖြစ်နေပြီအဲ့လိုကုန်ကြစည်တွေတော့ရှိတာပေါ့အများကြီးတော့ထိထိခိုက်ခိုက်တော့မရှိပါဘူးစိတ်ကူးကတော့အပြည့်ရှိတယ်ကျွန်တော်ရှမ်းကြဲဝဲဒါလေးနဲ့ကျွန်တော်စိတ်တိုင်းညာအဲ့လိုဖန်တီးပြီးတော့ဗောနော်အေးချင်းချင်းလေးဖြတ်တန်းခြင်းတယ်ပြီးလို့ရှိရင်ကျွန်တော်ကဟိုတယောက်တည်းနေရတာကိုပူပြီးကြိုက်တယ်အဲ့တော့ကျွန်တော်ကဟိုစကားအများကြီးလည်းသိမပြောတတ်တော့ဒီပင်မလာပြီးမောလာပြီးဆိုကျွန်တော်ပူးချန်တာမှာခုံတလုံးချပြီးမှငုတ်တို့ထိုင်နေတော့တာပဲထိုင်ပြီးသူတို့ကြည့်ပြီးတော့ယူသွတ်တာပေါ့ကွာပြောမယ်ဆိုတော့ဒါယူသွတ်မှုတစ်ခုပဲအဲ့တော့ပတ်စံနေအများကြီးရှိလာလဲဒါတွေကမွေးပြစ်နေမှာပဲကျွန်တော်ကတော့ဟိုဒီကောင်နေဆိုတာလည်းအခုကျွန်တော်နဲ့သူတို့ကံမကုံသေးရတော့ကျွန်တော်နဲ့သူတို့အကုန်ရှိနေဦးမှာပဲသူတို့ကံကုံတဲ့တနေ့ကတော့ဒါသူတို့ရဲ့ကံပေါ့ဒါကတော့ကျွန်တော်တို့ခွဲခွာရမယ်ချိန်ရောက်လာမှာပေါ့အဲ့လိုမျိုးကြရင်တော့လည်းခွဲခွာတာပေါ့ကွယ်ဒါပေမဲ့ပတ်စံကတော့အခုပြောနေကပဲရှိလာတာလို့ဘာလို့ဆိုလဲကျွန်တော်ကတလိမ့်ဆန်ငကိုတည်းကချစ်တတ်တာအိမ်ကမေတွေဖေတွေကစားသိတယ်ဘာမှမပြောတော့အဲ့ပေါက်ချာချာအဲ့တေးသေးမောမလေးသူကြောအရင်မွေးတတ်တာကျွန်တော်ကကျတော့ချစ်တဲ့စိတ်နဲ့မွေးတယ်ဖြစ်တဲ့အတွက်သူကသူဟိုဘလိုနီးနဲ့ပဲဖြစ်လာခိုက်တယ်လို့လည်းကျွန်တော်စိတ်ထဲမှာမခံယူထားဘူးကျွန်တော်ချစ်လို့မွေးတာဖြစ်တဲ့အတွက်ဟိုကောင်းသည်ဆိုသည်ကျွန်တော်ပဲခံရမှာလေဟိုကျွန်တော်မှအဲ့လိုအယူလည်းမရှိဘူးအခုရက်ပိုင်းမှာဆိုလို့ရှိရင် Facebook ပေါ်မှာဆိုတွင်းကြဲတောင်ဖြစ်လာသေးတယ်အဲ့ပူးရောက်ဝေ group တွေမှာဆိုရင်မန်မာဝင်တဲ့သူတွေတော်တော်များလာတယ်မွေးပြီးတော့ကျွန်တော် line ပေါ်မှာစိတ်မချမ်းသာဘူးတခါလေကျတော့ဟိုပိကပြစ်တွေမွေးထားတာတွေ့တယ်တချို့ကျတော့မွေးတာထက်သူတို့ကကျွေးဖို့ကအဓိကကြတယ်ကျွေးနိုင်ရမယ်ပေါ့နော်နောက်ပြီးတော့ဈေးပေါ်ရောင်းတာတော့အပြစ်မပြောလို့ဘူးတချို့ကျတော့အောက်ဈေးတွေနဲ့အဲ့လိုဈေးပေါ်တွေတင်းထားပြီးတော့ဟိုဒုက္ခမခံကျင်ကြဘူးသူတို့ကသူများမွေးလို့ကျွန်တော်တို့မွေးလို့မြင်ပြီးတော့ဟာဒီကိုမွေးတာပဲငါတို့လိုက်မွေးမယ်ဒါကိုစဉ်းစားရမှာငကိုတွေကတကယ်ကိုသူတို့ချစ်နိုင်လားမချစ်နိုင်ငကိုတွေကမမွေးနဲ့ကိုဒါကျွန်တော်လည်းပဲလူမှအတင်းလဲထိုးရောင်းတာလည်းမရှိဘူးမရှိတဲ့ဖြစ်တဲ့မမွေးနဲ့ငကိုတွေကဒါမျိုးဒုက္ခမခံနိုင်မမွေးတာအကောင်းဆုံးပဲပူးတွေယုံနေဘယ်ကောင်မျိုးမဆိုကချီးတဲ့ဒုက္ခသူတို့ရဲ့မစင်နေကိစ္စတွေကြီးသေးကိစ္စတွေကဒါအကုန်လုံးကကျွန်တော်တို့ကလုပ်ဝေးရမယ့်တာဝန်ရှိပြီးသားသူတို့ကဘာလုပ်တယ်မှလဲဒီကောင်လေးတွေကအဲ့တော့စားမယ်တောက်မယ်အိတ်မယ်ဆိုတဲ့အကောင်တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒုက္ခငကိုတွေကခံရမှာဖြစ်တဲ့အတွက်ဒုက္ခမခံနိုင်ရင်ငကိုတွေကဒီဟိုမမွေးပါနဲ့ကျွန်တော်တို့လည်းပဲအဲ့လိုမျိုးတချို့ပြီးကပြစ်တွေတင်းထားတာတွေတွေ့တယ်တေးတဲ့ကောင်တွေရိုက်ထားတာတွေ့တယ်လိုက်တယ်ဒီကျုပ်ဆောင်လေးတွေလုပ်နေရပြီလေဟုတ်ကဲ့အဲ့ဒီဒေါ်မရှင်လားဟုတ်ဖော်တော်မရှင်ပေါ့မီးမာလေးပေါ့ဟုတ်တချင်းမှာပြုတ်ဆောင်ဟုတ်မလင်းလက်ရွှေရဲ့တချင်းလေးမှာဝင်းပြီးတော့တရုပ်ဆောင်တာအဲ့ဒါလေးလည်းပြောပြပါဦးအဲ့မတရားကတော့အဓိကတော့တေးဆိုကိုကျော်ကိုနိုင်ကနေပြီးတော့မလင်းလက်ရွှေတို့နဲ့မိတ်ဆက်ပြီးတယ်ကျွန်တော်မိတ်ဆက်ပြီးတော့မောင်နှမတွေတီယန်ဖက်ဖက်မှာတွားလဲရင်းနဲ့မောင်လေးတဲ့အမကတော့ဒရိုက်တာကိုစောလို့ပါတယ်မောင်လေးတဲ့အမကတော့တချင်းလေးတစ်ပုတ်လုံနေပေါ့နော်အဲလုံနေတယ်အဲ့တချင်းလေးထဲမှာအမဝင်ပြီးတော့ဟိုအကူညီလေးပေးပါတဲ့တရုပ်ဆောင်ပေးပါပေါ့ဟိုဒါကတော့ကျွန်တော်ဘက်ကတော့ကိုကအကူညီတောင်းလာမဲ့လက်ဆိုဘယ်လက်မဆိုကျွန်တော်ကြိုးဆိုပြီးသားအဲ့တော့ကျွန်တော်တို့နေထားညံ့မယ်နေထားလည်းမဟုတ်ဘူးအဲ့ဒီတော့ကျွန်တော်အားလုံးကိုကြိုးဆိုတယ်အဲ့တော့ဟုတ်ကဲ့ပါအမလို့ကျွန်တော်ကူညီပေးပါမယ်လို့ဆိုတော့ဟိုမောင်နှမလို့ပေါ့နော်ဒါကတော့ခင်မင်းနဲ့ကူညီပြတာလေးပါပဲကိုဟုတ်ပြုတ်ဆောင်တွေဘာတွေကရှေ့မှာလုပ်ကြတယ်တရုပ်ဆောင်ရှေ့မှာမလုပ်ဘူးပါကွယ်ကျွန်တော်ကလေတစ်တော်တွေဆော့တယ်ဝါသနာပါလို့အဲ့လိုမျိုးလိုက်စည်းတွေတွားတယ်ဒီလောက်ပဲဟုတ်ဆိုတော့ဒီထောက်ချက်နေမင်းဆိုပြီးတော့ပေးပြတာပါကိုနေမင်းနဲ့
အဲ့လိုကိုနေမင်းသဘောကျလို့လား အဲ့လိုဟိုလိုက်ထဲမှာလည်းအမေးခံရတယ်အဲ့လိုတော့မဟုတ်ဘူးကွာဟိုသဘောမကြောက်လားမေးတော့စီနီယာမင်းသားတွေဒီကိုယ့်ရဲ့ဒီလိုမင်းသားကြီးတွေကတော့ကျွန်တော်ကအားပေးရတဲ့ပြည်သက်တွေဆိုတော့သဘောကတော့အကုန်လုံးကိုကြားတာပေါ့တယောက်မှချင်ကြပါတယ်ဟုတ်ဒါပေမဲ့ဟိုအိုက်ဒေါဆိုတာတသက်ရှိသေးတယ်လေကိုအားကြရတဲ့အိုက်ဒေါတို့ပါဆိုတာတသက်ရှိတာပေါ့အဲ့တော့နေမင်းဆိုတဲ့ရည်ရွယ်ချက်ကတော့အဓိကကျွန်တော်ကပူးလေးတွေအယောင်းဝယ်လုပ်လို့ရှိရင်ဟိုတကယ်လို့ရောင်းဝယ်ဆိုတာဖြစ်မလာဘူးလေပြောမရဘူးလို့ဆိုတာသူနေရာနဲ့သူသွားရမှာဆိုတော့အဲ့တော့ကျွန်တော်ဒီမျိုးမှာထောက်ချက်မျိုးမှာကျွန်တော်နေတယ်ဆိုတာလေးကိုသိစေချင်အောင်တတ်ပဲကျွန်တော်စိတ်ကူကအဲ့လိုမျိုးဟိုဘာရွယ်ချက်မှမရှိဘဲနဲ့ထောက်ချက်နေမင်းပေါ့နော်ကျွန်တော်ကျွန်တော်နာမည်အရင်ကထောက်ချက်နေမင်းလည်းမဟုတ်ဘူးကျွန်တော်နာမည်ကြီးကရဲလင်းထက်ဒါပေမဲ့ဒီကလူတွေကကျွန်တော်တို့ကိုချစ်လို့ကျွန်တော်နေမင်းနဲ့အဲ့လိုခေါ်တာခေါ်ရနေပြီးတော့ဟောအဲ့ဆိုရင်တော့ကိုမျိုးလေးကိုလည်းကိုဂုံတင်ချင်တာပါတယ်ပွင့်လင်းပြောရင်ကိုမျိုးလေးကိုထည့်ချင်တယ်အဲ့တော့ကိုနေတဲ့မျိုးလေးမှာဟိုနေရာလေးတနေရလာခဲ့တော့လေဒါကတော့ကံပေါ့ကိုပဲပြောလို့လည်းမရအဲ့ဒီအတွက်ကျွန်တော်ရှိကထောက်ကြံဆိုတာလေးကိုထည့်ပြီးတော့ထောက်ကြံနေမင်းလို့ပြီးပြသွားတာဒါပါပဲအခုလက်ရှိကတော့ကိုအသက်မွေးဝမ်းကြောင်းတော့ကတော့ကျွန်တော်တို့မိသားစုကဈေးရောက်နေကျွန်တော်ကတော့ကယ်ရီဆွဲတာကယ်ရီဆွဲဆိုတာတော့ကျွန်တော်ကိုဘဝအကြောင်းတော့ရှက်စရာမလိုပါဘူးဒါဟိုအခြားအလုပ်တွေလုပ်တယ်ကျွန်တော်လည်းအဆင်မပြေခဲ့ဘူးမပြေခဲ့တဲ့ဟာဆိုတော့ကျွန်တော်အခုလက်ရှိကတစ်နေ့ကိုကျွန်တော်တို့ကယ်ရီဆွဲလို့8000ရမယ်1000ရမယ်စားလို့လောက်တယ်ဆိုတာဟိုတယောက်တည်းရှာနာမှာမဟုတ်တာအားလုံးကမောင်နှမတွေအများကြီးပဲကျွန်တော်ကမွေးချင်း6ယောက်ရှိရလေမွေးချင်း6ယောက်ကိုအကုန်လုံးကသူ့လုပ်လေးတွေနဲ့သူလုပ်နေဆက်အောင်စင်းနေသူကစင်းနေအိမ်မှာဈေးရောက်နေသူကရောင်းနေကျွန်တော်လည်းတစ်ဖက်နဲ့ကယ်ရီဆွဲတယ်ပေါ့အဲ့ဒီအတွက်ကျွန်တော်တို့မိသားစုတော့ကတော့ဟိုလောက်တယ်ပေါ့နော်အဲ့တော့အတမွေးဝမ်းချောင်းပညာရဲ့ရက်တော့မရှိပါဘူးအဲ့ဒီလက်ရှိမှာတော့ဒီကယ်ရီလေးပဲဆွဲနေတာပေါ့အဲ့တော့ကျွန်တော်လည်းပဲဆိုင်ကလေးထွက်ဆွဲလာမှာပို့တယ်ကြည်ပေးတဲ့သူတွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်လို့မတော်ခင်လေးတော့ကြည်လိုက်အောင်မလေးမတော်ခင်လုံးနေကြအလုပ်ကတော့အယိုးရှင်းတော့ကတော့အများတိုင်းမြတ်ထဲတာမတော်ခင်လုံးနေကြအလုပ်ကတော့အများတိုင်းမြတ်တွေပါတယ်ဒီချာထည့်ပေးခဲ့တယ်ကျွန်တော်အပြင်ထွက်တော့မယ်ဆိုလို့ရှိရင်မြတ်တွေပါတယ်ဒီချာထည့်ပေးခဲ့ကျွန်တော်လည်းကယ်ရီလေးတော့ဆွဲလိုက်ဦးမှာကြည့်ပေးတဲ့သူတွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ကိုတို့ MC အကုန်လုံးပါပဲကျေးဇူးအများကြီးတင်ပါတယ်အတောင်းမတော့ကို